အားလုံးပဲမင်္ဂလာပါခင်ဗျာ ANK Audio Channel လေးကနေချစ်တော်ပရိသတ်များကိုပြန်လည်ကြိုဆိုလိုက်ပါတယ်အဖရဲ့အလောင်းကိုဆော့ဖီလီတို့ဖွဲ့ကဝါကက်ဖြစ်တဲမလာကြတယ်အဖတနက်တန်ရများစွာနဲ့တိတ်ဆုံနေတဲ့ဦးတန်းနေအလောင်းကိုပြေးရကြည့်ပြီးတော့လက်သီးကိုကြစ်ကြစ်ပေါအောင်ဆုပ်လိုက်တယ်အိမ်သူကတော့ဦးတန်းနေအလောင်းကိုဖက်ပြီးတော့ငိုကြွေးနေတယ်သူတို့တဲက3ယောက်ကတော့ကြောက်သွားတယ်အဲ့ဒီနေရာမှာပဲတွင်းတူပြီးတော့မြုပ်ထားခဲ့တယ်အကိုနဲ့အမားတို့အဖအလောင်းကိုတော့တဲလာပြီးတော့ကောင်းကောင်းမွန်မွန်နဲ့မြုပ်ကြပါဘောကဲကောင်းပါလေငိုမနေနဲ့တော့မင်းတို့နှစ်ယောက်တဘဝကိုမျက်ရည်တွေနဲ့ဖြတ်သန်းရမှာမဟုတ်ဘူးဆိုတာကိုတီးထားရင်ငိုကြွေးနေတာကိုရက်ပစ်လိုက်အိမ်သူအမိုးပြောသလိုပဲငါတို့နှစ်ယောက်ဘဝအတွက်မျက်ရည်မကျနဲ့တော့အဖကိုမြင်မြုပ်ရအောင်ရွာလေးထဲမှာရွာသူရွာသားတွေကအိမ်သူနဲ့ပြေတို့ကိုကြည်ပြီးတနာနေကြတော့တယ်ထိုရွာလေးကပြေတို့နှစ်ယောက်အတွက်အကောင်းဆုံးနားခိုရာအရေးလေးတစ်ခုဖြစ်လာခဲ့တယ်ဦးတန်းတရံအလောင်းကိုမြင်မြုပ်ပြီးနောက်မှာတော့ကောင်းလေဟုတ်ကဲ့ပြောပါမို့မင်းအဖအတွက်ဘာထပ်ပြီးတော့လုပ်ချင်လဲပြောလေအမိုးတို့ရဲ့ထုံးစံတိုင်းပဲလုပ်ပါတေးဆုံးသွားသူအတွက်ကောင်းတဲ့ဘဝကိုရောက်အောင်ဆူတောင်းခြင်းကလွဲပြီးတော့ကျွန်တော်တို့မှာဘာမှမရှိပါဘူးမို့ကောင်းလေးတို့ရဲ့ဗမာထုံးစံအတိုင်း9ရက်ပြည့်စွန့်ခဲ့လေကိုဘက်ရွာကတန်ဃာတော်တွေကိုအမိုးသွားပေးမှာပေါ့အမိုးရဲ့ကျမအရင်ကျေးဇူးတင်ပါတယ်ရပါတယ်ကောင်းပါလေရဲ့မေတ္တာတရားအားကောင်းတဲ့နေမြေမှာကျေးဇူးတင်မှုမလိုဘူးကွမေတ္တာတုတ်ပြန်ဖို့ပဲလိုတယ်မင်းတို့နှစ်ယောက်လုံးကိုအမိုးရင်ထဲမှာသားနဲ့သမီးလေးကောက်ရသလိုခံစားရတယ်ဒါဟာရှေ့ဘဝရေဆက်လို့ပဲဆိုရမှာပေါ့ဘာမှအားမငယ်နဲ့ဒီရွာလေးဟာမင်းတို့ရဲ့ချမ်းမြုပ်ရွာလေးလို့သဘောထားပြီးတော့နေကြပြီတော့ဟုတ်ကဲ့ပါမို့ဟေးဖိုးသားဘာလဲမို့သူတို့နှစ်ယောက်နေဖို့ငါးချန်လေးထဲမှာအိမ်လေးတစ်လုံးဆောက်ပေးလိုက်ကြအမိုးပြောတာတော့နောက်ကျနေပြီဖီနင်းနဲ့ဖုံးမှုတို့တွေအိမ်ဆောက်ဖို့အတွက်ဝါးတွေသွားခုန်နေပြီကျွန်တော်တော့တဏီတော်ရဲ့သွားဖို့ဓာတ်တော်သွားယူခိုင်းနေပြီဖီလစ်ဘာလဲကိုငါပါလိုက်ခဲ့မယ်ဒီကွာတက်တာတို့နေပါကိုဒဏ်ရာမတက်တာသေးဘူးလေဟုတ်တယ်ကောင်လေးအခုချိန်မှာမင်းတို့နှစ်ယောက်စလုံးမှာစိတ်ဒဏ်ရာတွေပါရထားဆိုတော့ကောင်းကောင်းအနားယူရမယ်ကောင်မလေးကိုတွဲခေါ်သွားခဲ့အောင်သူ့ခြေထောက်ကဒဏ်ရာအရမ်းကြီးတယ်အိမ်သူကပြည့်ရဲ့လက်မောင်းလေးကိုစုပ်ကင်လိုက်ရင်းငါတို့ရွာနဲ့တော့ကွာလိုက်တာပြည့်ရဲ့အရန်အေးချမ်းပြီးတော့တယောက်ပေါ်တယောက်မှာကုညီတက်ကြရနော်ငါတို့ရွာမှာကဦးအမောင်တို့လိုလူတွေကြောင့်ပြက်စီးနေကြတာပါပြေကစကားကိုမဆက်ဘဲနဲ့လေးနဲ့စွာတွေးနေချင်းကြောင့်ဆက်ပြောလိပြေငါဆုံးဖြတ်ချက်တစ်ခုချမိတယ်ဘာဆုံးဖြတ်ချက်လဲပြေအဘအုပ်ဖိုးထွေးအဘဦးတန်းတင်နဲ့ရွာသားတွေအတွက်ငါလက်စားချေရမယ်ပြေရဲ့မျက်နှာကိုအိမ်သူကမယုံကြည်နိုင်လောက်အောင်ကြည့်ပြီးတော့နင့်စီကဒီစကားကိုကြားရတာငါရင်ထဲမှာတမျိုးဖြစ်နေပြီအဲ့ဒါဘာလဲဆိုတော့နင့်လိုပဲငါရင်ထဲမှာလေအဘတို့နဲ့ပတ်သက်ပြီးတော့လက်စားချေချင်တယ်ဦးအမောင်တို့လက်ချောင်းသွေးကိုဖောက်ပြီးတော့တောက်လိုက်ချင်တယ်ဟာဒါပေမဲ့နင်းနဲ့လက်ထက်ပြီးဝေးရမယ့်ဘွားမျိုးကိုငါကြောက်နေမိတယ်ပြေအိမ်သူငါတို့တွေပေးဆက်ခဲ့ရတာများပြီဒီလိုအနိုင်ကျင့်မဟုတ်တာတွေလုပ်နေတဲ့သူတွေကိုအရှုံးဖေးခဲ့ရတဲ့အကျင့်တွေများနေပြီထပ်ပြီးတော့အရှုံးမပေးချင်တော့ဘူးငါတို့လိုပဲအနိုင်ကျင့်ခံနေရတဲ့ကျွန်းချောင်းရွာသူရွာသားတွေအတွက်ကဲတင်ချင်တဲ့ဟာအေးပါနင်းဆန္ဒတိတ်ပြီးတော့ပြင်းပြနေရင်ငါမတားချင်တော့ပါဘူးနေနဲ့အတူဘာမဆိုရင်ဆိုင်တော့မယ်ပြေကျေးဇူးတင်ပါတယ်အိမ်သူပြေဘာလဲအိမ်သူနင်သူတို့ကိုလက်စားချေဖို့ငါနဲ့နှစ်ယောက်တည်းတော့ဘလို့မှရိုက်နိုင်မှာမဟုတ်ဘူးဒါတော့ငါသိတဲ့အိမ်သူငါမှယောက်ျားတစ်ယောက်ရဲ့အရေးချင်းတွေနဲ့အစွမ်းစားတွေအများကြီးလိုအပ်နေတယ်ဒါတွေကိုဖြည့်ဆည်းရင်းနဲ့အင်အားစုမယ်ဟာဒါဆိုရင်ငါရောနင်ကငါဘေးမှာနေပြီးတော့ပါရမီဖြစ်ပေါ့ကောင်းပါပြီငါတို့နေဖို့စောင်းမဲ့အိမ်လေးစီကိုတွားကြရအောင်အိမ်သူရဲ့လက်ကလေးကိုစုပ်ကင်ပြီးထွက်လာခဲ့ကြတယ်ရွာသားတချို့ကမိခိုင်းတွေကိုရှင်းတဲ့သူကရှင်းအိမ်တိုင်းထူတဲ့သူကထူနေတွေ့နေရတယ်ဟေ့အကိုပြေးနဲ့မှလာကြလေကွာ
ဆော်ဖီနီကလှမ်းပြီးတော့ခေါ်လိုက်တာကြောင့်အနားကိုသွားပြီးတော့ငါဘာလုပ်ပေးရမလဲပြောလေတက်တာသူတို့ကနေပါဗျာမင်းတို့ကိုကျေးဇူးလက်တွေနဲ့အားလဲအားနာတယ်ကွာအကိုရဲ့အမိုးပြောသလိုပဲမေတ္တာတရားတွေနဲ့ကျင်လည်နေတဲ့ကျွန်တော်တို့ရွာလေးမှာအားနာတာတွေကျေးဇူးညာတွေမလိုပါဘူးဗျာဟုတ်တယ်ကိုပြည့်ရဲ့ဒီရွာမှာအမိုးပြီးရင်အားလုံးပြီးရဲ့အမိုးကတိတ်ပြုတ်ဆွမ်းတာနော်ဟာဘာဆွမ်းတာလဲဖိလီရဲ့စေးပညာရောတိုင်းဘက်တနက်ပြည့်ဘက်မှာအရန်တော်တာအခုအသက်ကြီးလို့ဆွန့်လို့ပြီးဘာသာရေးဘက်ရောက်သွားတာဟမ်ဒါဆိုရင်အဆင်ပြေတာပေါ့ကွာဟာဘာလို့အဆင်ပြေရလဲကိုပြည့်ကငါခက်ညံ့ညံ့လူတယောက်ဖြစ်ခဲ့တယ်ဒါကြောင့်အခုလိုရုပ်မာတဲ့လူတွေရဲ့အနိုင်ကျင့်မှုကိုခံခဲ့ရတာပေါ့ကွာဟမ်အကိုဆိုလိုတာကအမိုးစီမှာပညာသင်မယ်ပေါ့အေးဟုတ်တယ်ယောက်ျားတို့တက်အပ်တဲ့ပညာတွေကိုသင်ပြီးတော့လက်တော့ပြန်ရမယ်ကွာအကိုပြေကဆုံးဖြတ်ပြီးပြီလားအမကရောသဘောတူလို့လားငါရဲ့ဇနီးစီကခွင့်ပြုချက်ရပြီးပါပြီကွာအမိုးစီကခွင့်ပြုမှုပဲလို့တော့တယ်ညကြရင်အမိုးပြောကြည့်ပေါ့ဗျာအကိုပြေလိုအပ်ရင်အကိုပြေအတွက်ကျွန်တော်တို့ညီကိုနှစ်ယောက်ကအသင့်ပဲဗျတကယ်ပြောလားဖီလီတကယ်ပြောတာပါကိုပြေဟာဒီလောက်ရက်ဆက်လာတဲ့လူကြီးကိုတခွားသည့်အစိမ်းစားသလိုစားပြလိုက်ချင်တာဗျစားခြင်းနောက်မှစားဖီလီနေ့ရက်စားဖို့သွားကြရအောင်ထမင်းစားပြီးမှပြန်ပြီးလှုပ်ကြမယ်ညနေလောက်ဆိုရင်တော့အိမ်လုံးပေါ်ပြီမနေ့ဆိုရင်ပြေကဖီလီနဲ့ဖီနီတို့ညီကိုနှစ်ယောက်ပခုံးကိုဖက်ပြီးအိမ်သူ့ဘေးမှာလိုက်ခဲ့တော့တယ်လက်စားချီတဲ့ဆန္ဒပေါ်မှာတော့အမိုးဘာမှမတားချင်ပါဘူးဒါပေမဲ့ကောင်းလေးရင်ဆိုင်ရမယ့်လူတွေဟာအရန်ကိုကြောက်ဖို့ကောင်းတဲ့လူတွေဆိုတော့ကောင်းလေးတီးထားရမယ်ကိုဘက်ကဘာမှမဟုတ်တဲ့အခြေအနေနဲ့ရင်ဆိုင်လို့တော့မရဘူးကောင်းလေးအမိုးပြောနေတဲ့စကားမှာလေးလေးနက်နက်ရှိတာအကြောင်းပြေတို့အားလုံးနားဆိုင်ပြီးတော့ထောင်နေကြရတယ်မင်းဆုံးဖြတ်ချက်ကိုမင်းစဉ်းစားအောင်မလားအမိုးပြောသလိုဦးအမောင်ကိုရင်ဆိုင်ဖို့အခက်အခဲရှိမယ်ဆိုတာကျွန်တော်နားလည်ပါတယ်ဒါပေမဲ့သူတို့ကြောင့်နေနာနေရသူတွေဘေးဒုက္ခရောက်နေရသူတွေအတွက်ကျွန်တော်စွန့်စားခြင်းနဲ့ကောင်းပြီလေကောင်းလေးရဲ့ဆန္ဒကတိတ်ပြီးတော့ပြင်းပြနေပြီဆိုရင်တော့အမိုးစီစဉ်ပေးမယ်ကျေးဇူးတင်ပါတယ်မိုးဖီလင်းနဲ့ဖီနစ်ဟုတ်ကဲ့ပြောပါမိုးမင်းတို့ရောဆုံးဖြတ်ပြီးပြီလားဟုတ်ကဲ့ဆုံးဖြတ်ပြီးပါပြီမိုးအေးဒါဆိုရင်မနေ့ဖြန်ကမားရွာကိုကောင်းလေးနဲ့ဖီလစ်သွားပြီးဟိုမှာဦးစောတာတို့ကိုသွားပြီးတော့တွေ့အားစားရေးပေးလိုက်မယ်ဒီလမ်းကြောင်းကစစ်တပ်နဲ့အလန်ဒီတွေမကြာခဏတိုက်ပွဲဖြစ်နေရဆိုတော့တတိနဲ့သွားကြရမယ်ဟုတ်ကဲ့အေးမနေ့မိုးမလိခင်သွားကြကောင်းပါလေရှင်းမို့ကောင်မလေးယောက်ျားရဲ့ဆုံးဖြတ်ချက်အပေါ်မှာသဘောတူခဲ့ရနော်ဟုတ်ကဲ့မို့ဒါဆိုရင်ငါသမီးစိတ်နှုတ်တော့မရဘူးနော်စိတ်ဓာတ်ကိုအမားဆုံးထားရမယ်တချင်ကအမိုးလဲသမီးလိုခက်ပြပြခက်ညံ့ညံ့မိမတရားပြစ်ခဲ့ဖို့တယ်အမိုးယောက်ျားဟာတိတ်အေးပြီးတော့တိတ်ရိုးတဲ့လူတယောက်ဒါပေမဲ့တောင်းကျမ်းလူတွေအမိုးတို့နေထိုင်တဲ့ရွာလေးကိုမီးရှို့ပြီးတော့ရွာသားတွေကိုတပ်ပြီးကြတဲ့ကဟော်ဒီဖီလီနဲ့ဖီနီတို့ရဲ့အဖေစောတိုက်တာဟာအံ့ဩဖို့ကောင်းလောက်အောင်စိတ်ရောလူပါပြောင်းလဲသွားတယ်။တောင်းကျမ်းသူတွေကိုပြန်ပြီးတော့လက်တုပ်ပြန်ရင်အမိုးလဲသူတို့နဲ့လိုက်ပြီးတော့စိတ်ကူပေးခဲ့ရင်ရဲမေတူဖြစ်ခဲ့တယ်။အဲ့နောက်ပိုင်းတော့အစွန်းရောက်နိုင်ငံရေးသမားတွေရဲ့စီးရုံးမှုကြောင့်အစိုးရစန့်ကျင်သမားဘွားကိုရောက်ခဲ့ပြီးအေယာဝတီတိုင်းတိုက်ပွဲတစ်ခုမှာအစိုးရတပ်တွေနဲ့တိုက်ပွဲဖြစ်ရင်ဒဏ်ရာရခဲ့တယ်။ဒီဒဏ်ရာနဲ့ခင်မွန်းတော်ထဲမှာပြေးလွှားရင်းမှားယွင်းနေတဲ့ဒေါ်လင်ရေးကြီးကိုသဘောပေါက်ခဲ့ပြီးသူ့ရဲ့တပည့်၃ယောက်နဲ့မိုးတို့လီများထွက်ပြေးခဲ့ကြတယ်။အစွန်းရောက်သမားတွေကဖောက်ပြန်ရေးသမားဆိုပြီးတော့လိုက်တန်တုတ်တင်ခဲ့တာကိုရှောင်ပုံပြီးဒီရွာလေးမှာခိုအောင်နေခဲ့ကြတယ်။ဟော်ဒီသား၂ယောက်ကိုမွေးပြီး2နှစ်သား3နှစ်သားရွယ်ရောက်မှတစ္ဆာဖောက်တယောက်ကြောင့်အမိုးရဲ့ခင်မွန်းဟာလောက်ကျန်တက်ဖြတ်ခြင်းကိုခံခဲ့ရတယ်။ဟမ်အဲ့ဒီတစ္ဆာဖောက်ကိုအမိုးသိလားသိတယ်။ဦးအမောင်ပဲကွရှင်ဟမ်အမိုးခင်မိုးနဲ့အတူထွက်ပြေးခဲ့တဲ့3ယောက်ထဲမှာအသက်ရှင်ရဲ့2ယောက်ကျန်ခဲ့တယ်။ဦးစောတာတို့ရဲ့ဦးအမောင်ရဲ့ဖတီကိုဘသူတွေကလှုပ်ကြံလာတယ်မို့အလန်ဒီခရိုင်ဥက္ကဋ္ဌဘိုးမြတာအခုဒီနယ်တဝိုင်းမှာအုပ်စိုးနေတဲ့သူပေါ့သူ့ကိုဦးအမောင်ကတရင်ပေးပြီးဖတီတော်တဲ့ထင်းခုတ်ပြန်မှာတက်ပြစ်လိုက်ကြတယ်ကျုပ်ဒီလူကိုပြန်ပြီးတော့တတ်မယ်
ဖေလေမင်းတို့ကိုဒီเจ้าနေပြောရင်အခုလိုဖြစ်မယ်ဆိုတာအမိုးသီးလို့ဘာမှမပြောခဲ့တာအခုကောင်လေးပြည်ရဲ့ဆန္ဒတွေနဲ့တွေ့ညီပြီးဆိုလို့ငါထုတ်ပြောပြတာခုနကအမိုးပြောသလိုသူတို့မှာကလက်နဲ့အတောင်တင်းရှိတယ်နောက်ခံအလန်ဒီတက်တဖွဲ့တွေရှိတယ်ကို့မှာကလေးနဲ့များဓားလန်လောက်ပဲရှိတာကွရင်ဆိုင်ဖို့ရအောင်ခက်ခဲ့တယ်ဒါတွေကိုပြည့်စုံအောင်လုပ်ပြီးမှရင်ဆိုင်ဖို့ပြင်ရမယ်မင်းတို့ကူသွားတွေ့ရမယ်ဦးစောတာတို့ဟာစီရေးဘက်မှာတိတ်ပြီးတော့တဲ့လူတယောက်သူစီကနေမင်းတို့ပညာသင်ရမယ်ဒီကြားထဲရွာမှာပြပြနေဖို့တော့လိုအပ်တယ်ကိုဘက်ကအစင်းစင်းမဖြစ်ခင်ဘာမှမလုပ်ရှားရဘူးဟုတ်ကဲ့ပါမို့ကဲအိတ်ကြတော့ကောင်လေးနဲ့ဖေးလေးမနဲ့အလင်းထွက်တာနဲ့သွားကြအစာရေးအောင်မယ်အသေးသေးပြန်သွားကြရင်မှာပြင်းတဲ့အိမ်သူကခြံလေးထဲသို့ဆင်းကကုတ်ပင်ကိုကြီးပေါ်မှာနှစ်ယောက်သားထိုင်ပြီးတော့ပြေနင်ဘာပြောချင်လဲတော့မသိဘူးငါတို့ကဘာလေးကရှင်မောစရာတွေနဲ့ခရီးဆက်ရအောင်မယ်နော်ငါကိုခွင့်လို့ပါအိမ်သူရဲ့တကယ်ဆိုရင်ငါတို့ဘွားလေးကိုအေးအေးချမ်းလေးနဲ့နေထိုင်ခြင်းပါတယ်အဘအုပ်ဖို့တွေအဘဦးတန်းတင်တို့တေဆုံးတာကိုတွေးမိရင်ငါရင်ထဲမှာဘလို့မှဖြေလို့မရခဲ့ဘူးဟာကြည့်ရဲ့ငါနင့်ကိုအပြစ်နဲ့စကားပြောတာမဟုတ်ပါဘူးမိမသားတယောက်ရဲ့ခံစားချက်လေးနဲ့ပြောမိတာပါတကယ်ဆိုရင်ဦးရမောင်တို့အတွက်နင့်ရဲ့တုံ့ပြန်မှုတွေကအမှန်ကန်ဆုံးပါဟာသူတို့ရဲ့မတရားမှုအောက်ကိုရောက်နေတဲ့သူတွေအတွက်ငါတို့ဘက်ကနေအစွမ်းစားရှိသောလုပ်ပေးတဲ့ပုံမှာပီတီလေးနဲ့ဂုဏ်ယူနေတော့မယ်ငါယောက်ျားသူ့ရဲ့ကောင်းကြီးဖြစ်ရမယ်နော်အိမ်သူရဲ့ခါးလေးကိုတိုင်းဖက်ပြီးရင်ခွင်ထဲသို့ဆွဲတွင်းလိုက်တယ်ပြေမနေ့ပြန်သွားတဲ့ခရီးမှာတတိထားပြောသွားနော်စိတ်ချပါငါနင်းပြန်မြောက်ချင်းရင်မောနေရမှာနောက်တော့လဲကျင်သားရသွားမယ်ထင်ပါတယ်ညလီပင်ညင်းတို့ကမိုးရဲနယ်လေးတွေနဲ့အတူပါလာတာကြောင့်အိမ်ပေါ်သို့တက်ခဲ့ကြတော့တယ်ကောင်းကင်မှာအလင်းရောင်ပေါ်တာနဲ့ပြင်းနေဖီလေးချောင်းရိုးလေးတိုင်းထွက်လာခဲ့ကြတယ်အကိုပြေဘာလဲဖီလေးအမအိမ်သူကအကိုပြေကိုတိတ်ချစ်တာပဲနော်ဟုတ်တယ်ဖီလေးတူအလုံးကတုတ်တန်ဆောင်သားဆိုပြီးတော့တိတ်ပြီးတော့အဖက်မလုပ်ကြဘူးလေဒီထက်မှာအိမ်သူကငါ့ကိုငယ်လေးကလေးကတန်ရောစင်ရှိခဲ့တာဘသူတွေငါနဲ့စကားပြောမပြောသူကတော့ပြောတာပဲကွာဒါကြောင့်လေငါဘွားမှာတိတ်ချရတဲ့ဇနီးကောင်းလေးပေါ့ကွာရော့အကိုပြေစားထောင်အခုရေနဲ့သွားရင်တော့နေဝက်လောက်မရောက်မှာတော့ကြဘိုက်စာနေအောင်မယ်အမိုးထုတ်ပေးလိုက်တဲ့ကောင်းချင်းမောင်ထုတ်ကိုလှမ်းပြီးတော့ယူကစားနေတဲ့အချိန်မှာဖီလစ်ကလှေကိုလှော်ခက်လျက်ပြေးစားပြီးရလက်စိတ်ပြီးမှဖီလစ်ကိုစားခိုင်းရတယ်အနောက်ဘက်ချောင်းခွဲထဲမှာဆက်လီမောင်းတန်ကိုကြားလိုက်ရတာကြောင့်ဆောင်းလာတဲ့ခမောက်တွေကိုခန့်ခန့်ရီလေးပြန်ဆောင်းလိုက်ပြီးဟမ်မပြက်လှော်ခက်နေတယ်ဟေးအရှိရလေးရက်စမ်းပြေတို့နားမှာတိတ်ပြီးတော့မိုးရနေရမှာလှေကိုရခိုင်းလိုက်တာကြောင့်ရက်ပေးလိုက်တယ်ဆက်လီပေါ်မှာအလန်ဒီတက်ဖွဲ့ဝင်3ဦးမင်းတို့ကဘယ်ရွာကလဲကွာရွာနောက်ကြီးကပါဒါကဘယ်သွားမလို့လဲတောထဲမှာထင်းကိုသွားမလို့ပါမင်းတို့မလိန်နဲ့နော်မလိန်ပါဘူးဗျာအမှန်တိုင်းပြောပါမင်းတို့ရွာဘက်မှာစစ်တပ်ရှိလားမရှိပါဘူးမပြေဆိုတဲ့ကောင်နဲ့မိန်းကလေးတယောက်ရှိနေတယ်လို့ငါသတင်းကြတယ်အဲ့ဒါဟုတ်လားဟမ်အလန်ဒီတပုံကပြည်ရဲ့နာမည်ကိုတာတီးပြီးလူကိုမတွေ့ဘူးတာကြောင့်အသက်ရှူရှောင်သွားတယ်မေးတော့ဖြေတယ်ကွာဟုတ်တော့ဟုတ်ပါတယ်ဒါမဲ့အခုတော့မရှိကြဘူးဗျဘယ်ကိုသွားကြလို့လဲကဝါဘက်ရွာကိုထွက်သွားကြပဲအေးသွားကြတော့ဟုတ်ကဲ့ဘိုးကြီးပြေတို့လေကိုခက်တွတ်လေးတော့ခက်ပြီးတော့ထွက်လာကြတယ်ဒီကောင်တွေကိုမြင်ရလက်ကိုရားနေရပဲကိုပြေဟာဖေးလေအခုချိန်မှာကိုဘက်ကဘာမှမပြင်ဆင်ရသေးဘူးခဏတော့တီးခံအောင်ကွာချောင်းရိုးထဲမှာမြေထဲသို့လှော်ခဲ့စင်မှာဟာပြစ်တယ်ကိုပြေရေတော့ခုံချပြပြေတို့လေကိုကမ်းပေါ်မှာဒရဆက်ပြစ်နေခြင်းကြောင့်ရေထဲသို့2ယောက်လုံးခုံချလိုက်ရတယ်ဒီ2ယောက်ကတချို့ဖြစ်ရမယ်ရအောင်ဖမ်းခဲ့ကြခေါင်းဆောင်လို့သူကအမိန်ပေးလိုက်ပါတယ်ကန်းစီမှာဆက်လီတစီမောင်းထွက်လာပြီးတော့2ယောက်လုံးဆက်လီပေါ်တဆန်းဆက်လီပေါ်မှာတနက်ကိုင်း2ယောက်နဲ့
ဆက်လီမောင်းတဲ့လူတအူးစုစုပေါင်း3ဦးမင်းတို့ကစစ်တပ်ရဲ့တရှိုးတွေမဟုတ်လားမဟုတ်ရပါဘူးဗျာထင်ခုတ်ဖို့လာကြတာပါခွေးမာသားဘာမှညာမနေနဲ့ငါတို့သတင်းရပြီးသားကွာပြေတို့ဘလို့မှရှင်းပြရများနိုင်တဲ့အခြေအနေဆိုတာကိုသိလိုက်ရပြီဖြစ်တယ်ဝေဦးဗျာဆရာဟိုဘက်ချောင်းထဲသားမောင်းဝင်သွားတော့ဗိုလ်ကြီးခင်မောင်တို့ကအဲ့ဒီကစောင့်နေမှာဟုတ်ကဲ့ခွေးမာသားတွေခေါင်းငုံထားစမ်းပြည်နယ်ဖိလိခေါင်းကိုငုံထားရင်တယောက်မျက်နှာကိုတယောက်ကြည့်လိုက်ပြီးတော့စွန့်စားရတော့မှဖြစ်တယ်ပြည်ရဲ့နောက်မှာတယောက်ဖိလိရဲ့နောက်မှာတယောက်အရှိမဝဲဟာဆက်လီမောင်းနေတဲ့သူကအရှိမဝဲကိုကွင်မောင်းဖို့ပြင်လိုက်တာကြောင့်လှေမှာရိုင်ထိုးသွားတယ်ဒါကိုအခွင့်ကောင်းယူပြီးတော့ပြင်မှာသူ့နောက်မှလူကိုလက်နောက်ပြင်ရိုက်ချလိုက်တာကြောင့်ဖိလိကလည်းသူ့နောက်ကလူကိုလုံးထွေးပစ်လိုက်တော့တယ်ပြေကကန်ကောင်းထောက်မှစွာသဘုံရဲ့6လုံးပြုတ်ကိုလက်နဲ့ဆမ်းမိပြီးတော့ခွေးမာသားလမ်းမြောက်လိုက်သဘုံမှာဘာမှမတတ်နိုင်ပဲနဲ့လမ်းမြောက်ရတော့တယ်ဖိလိကလည်းသဘုံကိုသူ့ရဲ့တန်းထန်းနဲ့သူ့ကိုပြန်ချိန်ပြီးသားဖြစ်နေတယ်အခုပြေဘယ်လိုလုပ်မလဲဆက်လီမောင်းတဲ့ဆက်ကိုရက်ပြီးတော့မင်းအရင်ရေထဲကိုခုံချလိုက်ဟုတ်ကဲ့ဆက်လီသမားခုံချသွားပြီးနောက်မင်းတို့ကိုမတက်ရှင်သေးဘူးဆိုပေမဲ့မှတ်လောက်အောင်တော့လုပ်ခဲ့ရမယ်ပြေကသဘုံရဲ့ခါကြားထဲမှာဓမြောင်ကိုဆွဲထုတ်လိုက်ပြီးပေါင်ကိုထိုးချလိုက်တယ်ရော့ဖီလစ်မင်းကောင်အတွက်အမှတ်သားလေးပေးလိုက်ဖီလစ်ပေးတဲ့ဓမြောင်ကိုစုပ်ကင်ပြီးသဘုံရဲ့လက်မောင်းကိုခွဲချလိုက်တယ်မင်းတို့နှစ်ယောက်လုံးကန်ကောင်းတယ်မဲ့ရေထဲကိုခုံစင်ပြီးမင်းတို့ရဲ့ခေါင်းဆောင်ပြောလိုက်မင်းတို့ကိုဝါမြုံမဲ့နတ်ဆိုးတကောင်ပေါ်လာပြီလို့ငါပြောကြလားကြားပါတယ်ကြားရေထဲကိုဆင်းကြတယ်ကွာနှစ်ယောက်လုံးရေထဲသို့ခုံဆင်းသွားကြတော့တယ်ဖီလစ်ကဆက်လီတက်မောက်ကိုကင်ပြီးအမြန်ဆုံးမောင်းထွက်ခဲ့တော့တယ်ဖီလစ်ဒီတနက်တွေနဲ့ဆက်ပြုတ်သွားလို့မကောင်းဘူးကတော့ကြာစစ်တပ်ကတွေ့သွားရင်တမျိုးဖြစ်နေမှာစိုးရတယ်ဟုတ်တယ်ကိုပြီတနေရာမှာဝင်ပြီးတော့ဖွက်ထားရမှာပဲတပွဲကတော့စာပြီးတော့နှွှဲလိုက်ရပြီအေးကြိုတင်လေ့ကျင့်ကလုပ်တဲ့သဘောပေါ့ကွာအခုပြည့်ကတော်တော်ပဲနော်မင်းကလေကိုမတွက်ရင်ကိုခံသွားရမှာပေါ့ကွာဒီကောင်တွေကလက်ထက်ပါသွားလို့ကတော့မဟုတ်ဘဲနဲ့တေလူအောင်ရိုက်နှက်ပြီးခံနေရမှာကွာအခုပြေအရှင်နာကမ်းပေါ်မှာတနက်တွေဝင်ပြီးတော့ဖွင့်ရင်ကောင်းမယ်အပြင်ကျမှယူသွားမယ်အေးကမ်းပေါ်သို့ဖိလစ်တက်သွားပြီးတနက်နှစ်လက်ကိုဖွက်ထားပြီးတော့ဆင်းလာခဲ့တယ်အရှိဆိုရင်တော့ကမာချောင်းရောက်ပြီအခုပြေမိုးပေးတဲ့စာကိုလုံးချုံယူခဲ့အောင်နော်စိတ်သားချပါကိုပြေကမာကရိုးစိတ်မှာကပ်ပြီးတော့ရွာပေါ်သို့တက်ခဲ့ကြတယ်ရွာထဲမှာလူသိပြီးတော့မတွေ့ရဘူးဖိလစ်တချို့အိမ်တွေကလူမနေသလိုပဲနော်ဟုတ်တယ်ကိုပြေဘာတွေဖြစ်နေလဲတော့မသိဘူးအရင်ဒီရွာကသိပြီးစီကရွာလေပိုင်းထိလူအေးရောင်မတွေ့ရသေးပြီရွာပြက်နေပြီလားမသိဘူးကိုပြေတချို့အိမ်တွေကတော့လူနေသေးရဲ့ကွာအပြင်ကိုမထွက်ရတဲ့သဘောမျိုးပဲအမိုးသွားခိုင်းတဲ့အိမ်ကိုမင်းသိလားသိတယ်ကိုပြေအမိုးနဲ့တစ်ခေါက်တော့ရောက်ဖူးတယ်ဟိုဗတောက်ပီနာအိမ်ပဲခြံဝင်းတကားချက်လေးကိုဖွင့်လိုက်တာနဲ့ဘာလို့လဲရက်နေစမ်းကျွန်တော်တို့ကဒေါ်နန်တန်းဆင်းရတာပါဩဒါဆိုရင်ခဲ့ရည်လေအိမ်ရှိတကားချက်ကိုဖွင့်ပြီးတော့ကရင်အမျိုးသားကြီးတယောက်ထွက်လာပါတယ်အိမ်ပေါ်တက်ကွာအပြင်မှာထိုင်လို့မကောင်းဘူးမင်းကနိုင်ရသားအငယ်ကောင်ဖီလစ်မို့လားဟုတ်ပါတယ်ဦးလေးအေးဘာကိစ္စတွေဖြစ်လာလို့လဲကွာအမိုးကစာရေးပေးလိုက်တယ်အမိုးပေးလိုက်တဲ့စာကိုဦးစောတာတို့လက်ထဲသို့ထည့်ပေးလိုက်တယ်ဦးစောတာတို့ကစာအုပ်ဖတ်ပြီးတော့အေးလေအခုလိုထိုင်ပြီးတော့ဒီကောင်တွေလုံးသမျှကိုငုံခံနေရတဲ့တခုခုတုတ်ပြန်ပြီးတော့ခံရတာကကျေနပ်စရာပဲကွာဦးလေးရွာမှာဘာတွေဖြစ်နေရလဲအလန်ဒီကောင်တွေရမ်းကားနေရလေကွာအခုဆိုရင်ရွာမှာနေရတဲ့သူတော်မရှိတော့ဖြစ်နေပြီကွာငါကသာရွာကနေမခွာနိုင်လို့ကြံရိတ်ခဲ့တာဆက်ပြီးတော့နေလို့လည်းမရတော့ဘူးမင်းတို့လာနဲ့အတော်ပဲကွာဒီညနေငါရွာကနေထွက်တော့မှာမင်းတို့ကလှင်းရလာလားဟုတ်တယ်ဦးလေး
ပြေကလမ်းမှာဖြစ်ပျက်ခဲ့တာကိုပြောပြလိုက်တယ်မင်းတို့ကသူတို့ကိုမတတ်ရင်မင်းတို့ကိုတတ်ဖို့လာကြမှာသိချတယ်ကဲအချိန်မရှိဘူးတော်လန်းကပဲလေ့ကြမှာဖြစ်မယ်ရွာထဲကိုတနက်တန်ပေးပြီးဝင်လာတဲ့တပုံတက်ဖွဲ့ကိုတွေးလိုက်ရတယ်အကိုပြေကျွန်တော်တို့ဓာတ်နဲ့ထိုးခဲ့တဲ့ကောင်တွေပါလာတယ်ဒီကောင်တွေဆက်လေကိုတွေ့သွားပြီးတော့ရွာထဲဝင်ပြီးရှာဖြစ်မယ်ကွာကဲလာကြဦးစောတာတို့ကနောက်ဖွေးပေါင်းမှခေါ်ထုတ်ပြီးနောက်ဘက်ကောက်ရွေးပုံကြီးအောက်မှာစနေတကြလှုပ်ထားတဲ့မြေအောင်အခန်းကြီးထဲမှာဝင်ပြီးတော့ပုံခိုင်းရပါတယ်ပြောစမ်းကိုနေရောက်ဘယ်အိမ်ထဲကိုဝင်သွားလဲဒီမှာဘိုးကြီးတပုံကောင်းဆောင်လို့သူကရွာသားတယောက်ကိုတနက်နေ့ချိန်ပြီးတော့ခေါ်လာကမင်းနေပါတယ်တေးချရင်နော်တေးချပိုင်ဘိုးကြီးဒီကောင်လေးရှားကြစမ်းခွေးမသားနှစ်ကောင်တွေးလို့ကတော့အရှင်လက်မီးရှို့ပြင်မယ်တရင်လုံးတစ်ချံလုံးရှာဖွေပြီးနောက်တယောက်မှမတွေ့ရကြောင်းကောက်ရွေးပုံကြီးကိုအဲ့ဒီကောက်ရွေးပုံကြီးမီးရှို့ပြလိုက်ကွာကောက်ရွေးပုံကြီးကိုမီးရှို့ပြင်မဲ့ပြေတို့၃ယောက်ပုံနေတဲ့မြေအောက်ခန်းကိုအတရမပြုတ်နိုင်ပြီကောက်ရွေးပုံကြီးသာပြာတိတိကျသွားတဲ့အခါတပုံအဖွဲ့တွေခေါ်လာတဲ့ရွာသားကိုညားတယ်ဆိုပြီးတော့တနက်ဒီနေ့ရိုင်းနှက်ထုကပြန်ထွက်သွားကြတော့တယ်ပြေတို့၃ယောက်လုံးအောင်စားပြီးတော့မှမြေအောက်အခန်းထဲကနေထွက်လာခဲ့ကြတော့တယ်ဟုတ်အခုမှပဲအသက်ဝဝရှူရတော့တယ်ဦးစောတာတို့ကအိမ်တစ်ခုလုံးမှာရကြမရှိအောင်ဖျက်ဆီးသွားကြတယ်တကယ်ကိုထိနိုင်ကျနေကြပါလားဗဇက်ကပြောတော့တိုင်းပြည်အတွက်လူမျိုးအတွက်ဆိုပြီးတော့လုပ်နေတာကတပုံတများတဲ့ဆို့နေရဲကွာဦးစောတာတို့သူ့အိမ်ထဲမှာအဝေးစားတချို့ကိုကြောဖို့အိတ်ထဲသို့ထည့်ကသွားကြမယ်ဒီနေ့ဒီရက်ကစားပြီးတော့ဒင်းတို့နဲ့ငါဟာအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကိုစတင်လိုက်ရပဲဦးလေးစောတာတို့တော်လန်းကပဲသွားမှာလားတော်လန်းကပဲသွားရမှာဒီကောင်တွေနဲ့လွတ်အောင်တော့အတော့ကိုရှောင်သွားရမှာကွာပြေတို့၃ယောက်အမှောင်ထုကိုအကာအကွယ်ပြုပြီးတော့ထွက်လာခဲ့ကြတယ်အရှိရချောင်းကိုကြော်ရင်တော့အလန်ဒီခွဲထွက်ရေးအဖွဲ့နေမျိုးကိုရောက်သွားပြီကွာအလန်ဒီခွဲထွက်ရေးဆိုတော့အုပ်စုကွဲသွားတဲ့သဘောလားဟုတ်တယ်ဒီကောင်တွေကသဘောထားပျော်ပြောင်းနေအစိုးရနဲ့ဆေးဆက်ဆွေးနွေးခြင်းနေဒါဆိုရင်တော့တိတ်ပြီးတော့အစိုးကြီးတော့မဟုတ်ဘူးပေါ့အစိုးကြီးမဟုတ်ပေမဲ့အကောင်ကြီးတော့လည်းမဟုတ်ဘူးကွာဒီအုပ်စုထဲမှာလည်းမိုက်ရိုင်းတဲ့ကောင်တွေရှိတယ်ဘာပဲဖြစ်ဖြစ်လေဘသူနဲ့မှမဆုံတာကောင်းပါလေကွာလာအောင်ဖြစ်လေးကထွက်နေပြီတောအုပ်တွေကိုတိုးဝင်လိုက်ချောင်းတွေကိုဖျက်ကူးလိုက်နဲ့တညာလုံးမနားနိုင်ပဲခရီးဆက်ခဲ့ကြတယ်ဒီကြားထဲမှာမိုးကပါရွာချပြန်သေးတယ်ဒီတိုင်းဆက်ပြီးတော့သွားရင်တော့အကုန်လုံးအေးပတ်ပြီးတော့တေးလိမ့်မယ်ကွာ၃ယောက်လုံးလည်းတုံရင်နေပြီသူတို့ရောက်နေတဲ့နေရာတွေကတော့ညီကန်တပိတ်ရွာလေးတွေရွာလုံးအလန်နီရန်ကြောင့်တိတ်ဆိတ်ပြီးတော့မီးရောင်မမြင်ရပြီဖိလစ်ဗျာဦးလေကိုလီစိန်နာကိုသွားပြီးကြည်စမ်းကွာဘယ်နှစီးတက်ထားတယ်ဟုတ်ကဲ့ဖိလစ်ကခက်တွတ်တွတ်လေးသွားပြီးတော့ကြည့်ကပြန်ခဲ့တယ်၃စီးဦးလေမတက်နိုင်ဘူးကွာတစ်စီးတော့ယူသွားရမှာပဲနောက်တော့မှလူကြုံနဲ့ထည့်ပေးလိုက်မယ်တိတ်ဆိတ်စီတို့လာခဲ့ပြီးကန်နေပေးမှာကတ်ထားတဲ့တိတ်တစည်းကိုဖြုတ်ယူပြီးညာခီးကိုဆက်ခဲ့ကြတော့တယ်လေပေါ်မှာတင်ထားတဲ့မိုးကကြီးကိုဦးစောတာတို့ခြုံကဝစီဘူးလေးထဲမှာဆက်လေးကိုထုတ်ပြီးမင်းကြီးတောက်နေတော့တယ်ပြည်ရဲ့စိတ်ထဲမှာတော့စနေဖြစ်သူအိမ်သူတယောက်သူ့ကိုစိတ်ပူနေပြီဆိုတာကိုတွေးနေမိတယ်ဦးလေးအရှိမမီးအောင်နေဟာဟုတ်တယ်ကွလေကိုမြေဘေးကိုထိုးခဲ့ဖီဒီကာခက်တွတ်လေးလှော်ပြီးတော့မြေဘေးတို့ကတ်လိုက်ပေမဲ့တစ်ဖက်ဆက်လေးပေါ်မှာဓမီအလင်းကပြေရိုးစီကိုရောက်သွားပြီးတနက်တံမှာထွက်ပေါ်လာတယ်ကမ်းပေါ်သို့ပြေးတက်ပြီးနောက်မင်းတို့နေရာဟိုပင်းကြီးနားမှာကွယ်နေစမ်းဦးစောတာတို့ပြေရိုးကိုနေရာယူခိုင်းပြီးတော့ကြော်ဖို့အိတ်ထဲမှာ6လုံးပြူတနက်ကိုထုတ်ပြီးအချင်းတွေကိုအပေါ်တက်ချစမ်းဒါခွေးမသားနှစ်ကောင်နဲ့စောတာတို့ပဲဖြစ်ရမယ်ဆက်လီပေါ်မှာစုစုပေါင်း9ယောက်တယောက်သာနေခဲ့ပြီးတော့၄ယောက်ကကမ်းပေါ်သို့တက်ခဲ့ကြတယ်ပြေရိုးစီမှာဘာလဲနဲ့မှပါဘူးထင်ပြီးတော့
ရေရတင်းနေတက်လာခြင်းကအလန်ဒီတွေအမားပင်ဖြစ်တယ်ဦးစောတာတို့ကအကာအကွယ်မရှိဘဲတက်လာတဲ့၄ယောက်ကိုအနီးကပ်ပစ်ချလိုက်တယ်ရှော့လက်နက်တွေယူထား၏ဆက်လီပေါ်အကောင်ရှင်းဖို့ပဲကြမ်းတော့တယ်ဆက်လီမောင်းတဲ့သူကတော့မိုးကကြီးကိုခြုံပြီးတော့ခက်အေးပဲထိုင်နေရကြောင်းဓာမီထိုးလိုက်ကွာဟာဟေးကောင်မလုံးနဲ့လှုပ်တာနဲ့အလောင်းကိုမြေထဲချပြီးသားပဲဆရာတို့ရဲ့မတက်ပါနဲ့ဗျာကျွန်တော်ဟာသူတို့နဲ့ဘာမှမပတ်သက်ပါဘူးဆက်လီလိုက်ပြီးတော့မောင်းပြရတဲ့ကောင်ပါမင်းကဘယ်ရွာကလဲကဝဲကပါဆရာအေးမင်းတို့ကတော့ငါတို့မတက်ဘူးဒါပေမဲ့ငါတို့ဘယ်မှာဆင်းသွားရဲဆိုတာမင်းကိုမေးရင်တော့မဖြေနဲ့နော်စိတ်ချပါဆရာရေဖျားဆူရပါစေကြိုက်တယ်လို့တစ္ဆာဆိုခိုင်းပါမပြောပါဘူးအေးဒါဆိုရင်မောင်းတော့ဆက်လေကိုဆက်နိုးပြီးတော့မောင်းခိုင်းလိုက်တော့တယ်ဆက်ဆူတာမဟုတ်ဘူးနော်ဆရာတို့ကဘာတွေလဲဗျာမင်းကရောဘလို့ထင်လဲအလန်ဒီတွေကိုတက်ခဲ့တဲ့ဆိုတော့အစိုးရတက်တွေဘက်ကလာလို့အစိုးရတက်တော့မဟုတ်ဘူးကွာအလန်ဒီတက်တွေမတရားအနိုင်ကျင့်တာကိုတွန်းလှန်တဲ့ပြည်သူရဲ့ဗတ်တော်သားတွေဗျာဆရာတို့ပြောတာတကယ်ပဲလိုက်ရင်ဟောကောင်ရမင်းကိုငါတို့ကကြွားနေလို့ထင်းလို့လားမဟုတ်ရပါဘူးဆရာရဲ့တကယ်ကိုအံ့အားသင့်စရာကောင်းနေလို့ပါဒီကောင်တွေကိုစက်ညင်တော်လှန်ရဲ့သူဆိုရင်ကျွန်တော်တို့ရွာသူရွာသားတွေရဲ့ကျေးဇူးရှင်ကြီးတွေပါပဲဗျာဒီကောင်တွေရဲ့ဒဏ်ကိုခံနေရတာကြာရင်လူတွေအားလုံးလဲအိုးပြက်အိမ်ပြက်တွေဖြစ်တော့မယ်အခုတော့ငတ်တဲ့သူကငတ်နေပြီကဲပေးပါဆရာတို့ရဲ့မင်းနာမည်ကဘလို့ခေါ်လဲကွာဖိုးကန်ဆိုရင်ကဝက်မှာလူတိုင်းသိပါတယ်အေးမင်းနာမည်ကိုမှတ်ထားမယ်တို့မင်းစီကိုလာတဲ့အခါရင်မင်းဘက်ကကုညီဖို့ကွာစိတ်ချပါဆရာဆက်လီလေးမှာမိကြောင်အတိုင်းမောင်းလာပြီးနောက်မှာတော့ဖိလစ်ဦးလေးဘာများလဲငါတို့ဘယ်ဟိုင်တက်ရင်ကောင်းမလဲစိတ်ကြီးဘက်ကနေတက်ရင်တော့ကောင်းမယ်ဦးလေးဖိုးကန်ဗျာဟိုရှိကကန်တဲ့ဘေးမှာရက်လိုက်ဟုတ်ကဲ့ဆက်လီရက်တာနဲ့ကမ်းပေါ်သို့တက်ခဲ့ကြပြီးတော့ဖိုးကန်ကိုနှုတ်ဆက်ကရွာသီးသို့ခရီးဆက်ခဲ့ရင်မိုးလေးလောက်အချိန်မှာရွာကိုရောက်ခဲ့ကြတယ်အမိုးဟဲဖိလစ်လာကြပြေးအိမ်သူခင်မုန်းဖြစ်သူရဲ့မျက်နှာကိုမြင်ရမှအိမ်သူတယောက်တက်ပြင်းချနိုင်တော့တယ်ဖိုးစောငါတခုဖြစ်နေပြီထင်တာနိုင်ရီဖြစ်တာပဲငါတို့လဲငနီလေးကောင်ကိုရှင်းပြီးတော့ဒါတွေတည်ခဲ့တယ်သွေးစွန်းပြီးနေရင်ဆက်ပြီးစွန်းဖို့သာပြင်ထားပြီးတော့ဖိုးစောကြီးစွန်းရမှာပေါ့ဟာကဲအဝေးစားလဲပြီးတော့အနားယူလိုက်သမီးရေသူတို့အတွက်ရင်နှွေးအိုးလေးတဲအောင်ကွယ်သမင်းချမ်းနဲ့ငချောက်ဖိုလေးစားကြပေါ့ကောင်းတယ်တလန်းလုံးဘိုက်စားလာတာပြေကိုအိမ်သူကအဝေးစားထုတ်လေးပေးပြီးတော့မိဖို့တဲ့ဝင်သွားပါတယ်ပြေကအနောက်မှလိုက်သွားပြီးတော့အိမ်သူဘာလဲငါ့ကိုစိတ်ပူနေမှာပေါ့ဒီစကားကိုနင်မေးစရာတော့မလိုဘူးငါ့ရင်နဲ့သာဝင်ကြည့်ခိုင်းချင်တာအမိုးကအားပေးစကားတွေပြောပြီးတော့အိတ်ခိုင်းပေမဲ့ဘလို့မှအိတ်လို့မရဘူးဟာအိမ်သူငါတို့ရှေ့ဆက်ပြီးတော့ဒီထက်မကားတဲ့ခရီးတွေသွားရမှာငါသိပါတယ်ဟာငါရအောင်ကျင်းပြီးတော့နေသားကြအောင်နေမှာပါဒါပေမဲ့လို့စိတ်ပူပန်တာလေးကလုံးလုံးတော့ပျောက်သွားမှာမဟုတ်ဘူးဟာဇနီးတဲ့ရဲ့လက်ကလေးကိုစုပ်ကင်လိုက်ပါဒေယာတစ်ဖက်လှုပ်လိုက်စစ်ရေးတင်နှန်းတွေကိုတင်လိုက်မြေထဲမှာငါးဖမ်းထွက်လိုက်နဲ့ရက်ပေါင်း30ပြည့်ခဲ့ပြီပြေဖိလစ်ဖိနစ်ပါဝင်ရွာကလူငယ်အယောက်20လုံးတနက်ပြည့်နဲ့စစ်ရေးတက်ပညာတွေကိုတက်မြောက်နေကြပြီဖြစ်ပေမဲ့တိုက်ပွဲဆိုတာတော့မကြုံရသေးပြီပြေကိုလူငယ်တွေအားလုံးရဲ့သဘောတူညီမှုနဲ့ခေါင်းဆောင်တင်ခဲ့ကြတယ်ကိုပြေပြေတို့ထိုင်နေတဲ့တဲလေးထဲကိုတန်ချောင်းကအပြေးလေးဝင်လာပါတယ်တန်ချောင်းဘာဖြစ်လာလဲကွာအလန်ဒီကောင်းတွေအရှိရွာစုဘက်သွားတယ်သူတို့သွားတာကရွာစုကလူတွေကိုအလန်ဒီတစ်ထက်ကိုခေါ်ပို့တယ်ပြီးတော့ဒီရွာဟာအစိုးရသတင်းပေးရွာဆိုပြီးတော့အပြည့်ရှိမဲ့သဘောပဲဗျမင်းဘဲကဒီသတင်းကိုရလဲဦးစောတာတို့ကမေးလိုက်ပါတယ်အဲ့ဒီရွာကထွက်ပြေးလာတဲ့မောင်နိုင်စီကကြားရတာဦးလေးတာတို့
မင်းကူတွေးခဲ့တာလူအင်အားဘယ်လောက်ရှိလဲဆက်လီနှစ်စီးနဲ့10ရောက်တော့ရှိမယ်ဗျဖိနစ်ပြောပါဦးလေးတို့မင်းအရှိရွာစုဖြက်လန်းကိုသိလားဟုတ်ကဲ့သိတယ်မောင်ပြေမင်းဥဆောင်ပြီးတော့တစ်ဖွဲ့ရဖြက်လန်းကနေသွားငါတို့ဖွဲ့ကဒီကောင်တွေဝင်တဲ့လမ်းဘောက်ကနေဝင်မယ်နှစ်ဖွဲ့စုံပြီးဆိုမှတိုက်ပွဲစမယ်ငါတို့ကလက်နဲ့အင်အားနဲ့တော့ပျောက်ကြားပုံစံနဲ့တယောက်ရှင်းကိုရှင်းရမယ်ငါပြောတာသဘောပေါက်တယ်နော်ဟုတ်ကဲ့ပေါက်ပါတယ်အေးဒါဆိုရင်သွားကြတော့ပြေက6လုံးပြုတ်ကိုခါမှပတ်ပြီးတော့အိမ်သူ့ကိုပြုံးပြလိုက်တယ်ပြေတတိရှိနော်စိတ်ရတာချပါပြေနဲ့ဖိနစ်ဦးဆောင်တဲ့လူငယ်10ဦးကရွာစုဖြက်လန်းစီတို့ထွက်လာခဲ့ကြတယ်ကိုပြေဘာလဲဖိလစ်ဒီကောင်တွေနဲ့ပထမအဦးဆုံးတိုက်ပွဲဆိုတော့သွေးတွေကတော့ကြွနေတာပဲအခုပြေရောမင်းလိုပဲပေါ့ကွာဖိနစ်ခေါင်းဆောင်နဲ့လမ်းလေးအတိုင်းလာခဲ့ရင်ဟာဟိုမှာရွာကိုမီးရှို့နေပြီရွာဘက်စီမှာမီကိုတန်းကြီးကိုမြင်တွေ့နေရပြီအားလုံးတတိနဲ့ဝင်ကြမယ်အချင်းတွေကိုကြီးပြီးမှလှုပ်ရှားမယ်ဟုတ်ကဲ့ကိုပြေရွာထဲသို့ရောက်တော့အလန်နီများကရွာသားတချို့ကိုဖမ်းဆီးထားကရွာလဲအလယ်မှာထားပါတယ်အစိုးရတက်ကိုသတင်းပေးခြင်းနဲ့ရွာကောင်းတယ်ဆုံးမရမယ်ဟေးကောင်းနေတရားမဲ့ကောင်ကိုတက်ပြလိုက်ခေါ်ခဲ့စမ်းကွာမလုပ်ပါနဲ့ဘိုးကြီးတို့ရေကျမသားလေးမှာဘာပြစ်မှမရှိပါဘူးရှိကြီးခိုးပါရှင်ဖယ်စမ်းဖွာကြီးခမရပါအစ်စ်ပါသွားမယ်ဒီကောင်တွေကိုတန်းနဲ့မပြေနဲ့သုံးနဲ့ရိုက်တက်ပြေရိုးကထုံမြင်ကွင်းကိုကြည့်ပြီးလက်ရားနေပြီမဲ့ဦးစောတာတို့ဘက်ကအချက်ပြခြင်းမရှိသေးတာကြောင့်အောင်ရင်းပြီးတော့နေရတယ်အလန်ဒီတက်ဖွဲ့ကြားတဲ့သို့လက်စီပလင်းကိုအဝိစားနဲ့မီးရှို့ပြီးပြစ်လိုက်တာကြောင့်ပေါက်ကွဲပြီးအလန်ဒီများရဲကိုတဲတဲဖြစ်သွားကလူစုခွဲကနေရာယူကြတယ်ပြစမ်းဟိုအိမ်ပေါ်မှာကွာခေါင်းဆောင်လို့သူရဲ့အမိန့်ကြောင့်တွေ့ရမြင်ရကိုစွပ်ပြီးတော့ပြစ်ကြတော့တယ်ထိရောက်မှုကမရှိပေပြေတို့အတွက်အခွင့်ကောင်းကတော့အလန်ဒီပြရဲ့နောက်ကျောဘက်မှတယောက်ချင်းကိုရှင်းဝင်ရခဲ့ကြတယ်အလန်ဒီတစ်ဖွဲ့မှာလူ3ယောက်လောက်သာကြံပြီးတော့ပြန်ပြီးတော့စုပ်ပြေးဖို့စ조사ပေမဲ့ပြေတို့ကတယောက်ချင်းရှင်းပစ်လိုက်တယ်ဘသူတွေတရားရသိလေအခုပွဲကတော့တိတ်ပြီးတော့အခက်အခဲမရှိလိုက်ဘူးဦးလေးတို့မောင်ပြေဟုတ်ကဲ့ဦးလေးဒီရွာကလူတွေကိုပြောင်းခိုင်းလိုက်တော့ဒီကောင်တွေထက်ကဆက်လက်သမား2ယောက်လိုသွားတယ်ရွာကိုအပြည့်ရှင်းဖို့အင်အားနဲ့လာကြမှာတိတ်ချရဲကွာဟုတ်လားပြေကရွာမှာအကြီးကဲတယောက်ထံသို့သွားပြီးတော့ရွာကနေပြောင်းဖို့ပြောလိုက်တယ်ဦးလေးတို့လည်းရွာကိုစွန့်ဖို့ပြင်ဆင်ထားပါတယ်အခုလိုဝင်ပြီးတော့ကဲတဲ့ဖွဲ့ကိုကျေးဇူးတင်ပါတယ်ကွယ်ဒါနဲ့မောင်ရင်တို့ကဘလို့တက်ဖွဲ့လဲကျွန်တော်တို့ကအလန်နီတွေရဲ့ရက်ဆက်မှုတွေကိုကောက်ွယ်ပေးမဲ့အဖွဲ့တစ်ခုပါအခုပြေဘာလဲဖီလစ်ဒီရွာကလူငယ်တွေကကျွန်တော်တို့ရဲ့လိုက်ရှင်လို့တဲ့ဒါတော့ဦးလေးတို့နဲ့တိုင်မြင်အောင်မယ်ကွာပြေကဦးလေးစောတာတို့စီတို့ပြန်လာပြီးရွာကလူငယ်တွေကိစ္စကိုပြောပြလိုက်တယ်လူငယ်တွေကိုမခေါ်ကျင်လို့တော့မဟုတ်ပါဘူးကွာငါတို့မှစကန်လုပ်ပြီးနေလို့မရဘူးကွာလန်နီတက်တွေကတို့ထက်အင်အား10စားလောက်ကောင်းတယ်ပြီးတော့လက်နက်ပိုင်းလဲကွာတဲ့မောင်ပြေရဲ့ဒါဆိုရင်လူငယ်တွေကိုခြံထားခဲ့ပြီးလိုအပ်မှခွင်မကောင်းဘူးလားကောင်းတယ်မောင်ပြေမင်းပဲစီစဉ်လိုက်ပြီးရင်ရွာကနေခွာဖို့လုပ်ထားပြေကလူငယ်တွေအတွက်စီစဉ်တင်တာများကိုစီစဉ်ပြီးရွာမှပြန်ဆုတ်လာခဲ့ကြတယ်အပြန်ခီးမှာတော့အားလုံးအောင်ပွဲရဲ့ရလက်ကိုပျော်ရွှင်လာခဲ့ကြတယ်ငါတခုတော့စဉ်းစားမိတယ်မောင်ပြေဘာများလဲဦးလေးစောငါတို့ဒီတိုင်းလှူရှားနေရတဲ့တက်တွေနဲ့ဆက်သွယ်ပြီးတော့ပူပေါင်းဆောင်ရင်မကောင်းဘူးလားကောင်းတာပေါ့ဦးလေးတို့ရေခက်တာကကျွန်တော်တို့စကားကိုယုံကြည်ပါမလားမျိုးကတက်ထဲမှာငါရဲ့မိတ်ဆွေဘိုးကြီးမျိုးအောင်ဆိုတာရှိတယ်ကွာသူနဲ့တွေ့ပြီးတော့ဆွေးနွေးကြပါဗောမင်းရဲ့ငါရဲ့ဖိနစ်ရဲ့ဒို3ယောက်မျိုးတက်မယ်အစိုးရရဲ့အရာဝတီလိုင်းသင်္ဘောတွေကိုစီးရဖို့အတွက်အတော့ကိုခက်ခဲသွားရမှာပဲဘလို့ခက်ခဲပါစေဦးလေးတို့ရေအရေးကြီးတာကကျွန်တော်တို့အတွက်အထောက်အကူရဖို့ပဲ
တန်းနဲ့ပူးပေါင်းပြီးတော့လုပ်ရတာပို့ပြီးတော့ကောင်းတယ်ရွာရောက်ပြီးတော့3ရက်လောက်ဆိုရင်တွားကြတာပေါ့ဟုတ်ကဲ့ကောင်းတယ်ရွာရောက်ရင်တော့မင်းကောင်တွေကိုပို့ပြီးတော့ပြပြနေခိုင်းထားအောင်နော်အလန်ဒီကောင်တွေကအခုဖြစ်သွားတဲ့ကိစ္စပေါ်မှာမိကိုရွက်လျှောက်လိုက်တော့မှသိချတယ်အထူးသဖြင့်လက်နက်တွေဖော်ထားတဲ့နေရာကအရေးကြီးတယ်ကွရွာကညီညွတ်တော့ဒီကောင်တွေဘလို့မှတည်မရနိုင်ပါဘူးဦးလေးတို့ပြေတို့ကမြို့ပေါ်မှာလှုပ်ဆောင်ရမယ့်ကိစ္စတွေကိုလောက်ကင်ပြီးတာနဲ့ညနေထွက်မဲ့မတော်စီသို့အရောက်ပြန်ခဲ့ကြတယ်။အေယာဝတီရေတန်းကျောင်းမှာတင်မော်ခရီးစဉ်မှာအခက်အခဲတွေရှိတဲ့တာကြောင့်မြို့မှာညပေမအိမ်နိုင်ခဲ့ကြပြီ။အလန်နီတွေကအယာဝတီရေကျောင်းလမ်းပေါ်မှာအစိုးရတင်မော်ကြီးများနဲ့ပုဂ္ဂလိကပိုင်မတော်တွေကိုဓမြတိုက်မှုတွေမကြာခဏပြုလုပ်နေရကြောင်းမတော်တစည်းထွက်ပြီးရင်နောက်ထပ်တစည်းထွက်ဖို့ဆိုတာမလွယ်လာပြီ။အခုမတော်ပေါ်မှာရဲအရာရှိတဦးနဲ့တပ်ဖွဲ့ဝင်ရဲဘော်9ဦးအဆောင်လိုက်ပေးရကြောင်းမတော်ထွက်ချင်းဖြစ်တယ်။မတော်ပေါ်သို့ရောက်ပြီးတိတ်မကြအုံအောဆွဲတန်ပေးလိုက်ပါတယ်။ဆရာကြီးခဏလေးဗျ။ဟိုမှာအမျိုးသမီး2ယောက်လိုက်ဖို့လာနေ။စိတ်ကန်းကခွာတော့မဲ့မတော်မှဆက်လင်ကိုမတော်အလို့သမားလေးကအလင်းစလိုလှမ်းပြီးတော့ပြလိုက်တာကြောင့်ဆက်ရှင်ကိုပြန်လျှော်ထားလိုက်တယ်။ဖိုးထူးပစ္စည်းတွေဝိုင်းပြီးတော့တဲပေးလိုက်လေ။ပြေတို့ထိုင်နေတဲ့အပေါက်ဝါနားမှာတက်မှာဖြစ်တာကြောင့်ပြေကမတော်ပေါ်မှနေပြီးတော့အမျိုးသမီးကြီးကိုအရင်ဆွဲတင်ပေးလိုက်ပြီးအမျိုးသမီးငယ်ကိုလက်ဆွဲပြီးတော့တင်ပေးလိုက်တယ်။ကျေးဇူးတင်ပါတယ်။ရပါတယ်။အမျိုးသမီးကြီးနဲ့အမျိုးသမီးငယ်တို့မှာပြေတို့ရဲ့ဘေးမှာပဲနေရာခင်းပြီးတော့ဝင်ထိုင်လိုက်ကြတယ်။အကိုတို့ကဘယ်လိုသွားမှာလဲ။တို့ကကဝါထီသွားမှာ။ဟာဒါဆိုရင်ငယ်တို့နဲ့ခီးတူတာပေါ့။ငယ်တို့ကကဝါကနေကျွန်းချောင်ဆက်ပြီးတော့သွားကြမှာ။ဟမ်ကျွန်းချောင်ဆိုတဲ့နာမည်လေးကြောင့်သူမမျက်နှာကိုသေချာစွာကြည့်လိုက်ပါတယ်။ပြည့်ရဲ့စိတ်ထဲမှာမြင်ဘူးတလို့လိုရှိပေမဲ့ဇဝေဇဝါသူမတို့ကမတော်ထွက်ပြီးတော့တိတ်မကြအသင့်ပါလာတဲ့ထမင်းကြိုက်တွေကိုဖင်ပြီးတော့ညနေစာစားဖို့ပြင်ဆင်ကြတယ်။ဒီကမောင်ရင်လေးတို့စားကြပါအောင်လား။စားပါတော့ညနေစာကိုစိတ်ကမ်းမှာထမင်းဆိုင်မှာစားခဲ့ကြခြင်းကြောင့်မတော်ပေါ်မှာအိပ်ဖို့ပဲကြံတော့တယ်ညနေခင်းမှာမှောင်ရီပြိုးကာလာတို့ရောက်တဲ့အချိန်မှာရဲအရာရှိလေးကသူ့ရဲဘော်တွေကိုမတော်ပေါ်မှာလုံခြုံရေးနေရာယူခိုင်းနေပြီခရီးသည်တွေတဲ့အားလုံးတတိဝရိယနဲ့အိတ်ကြပါမတော်ပေါ်မှာခရီးသည်အားလုံးကြီးလန့်ဆာဆာဖြင့်လိုက်ပါနေခဲ့ကြရတယ်ပြည်တို့တဲ့အိတ်ဖို့ကိုမစင်စားတော့ပဲကြုံလာမဲ့အတရအတွက်ဆောင်းစားနေတယ်အကိုလက်ဖက်တုပ်လေး3ဆောင်ပါအိတ်ချင်ပြရပေါ့3ဆောင်ကြပါမဟုတ်တာပဲကွယ်အတူတူခရီးသွားတဲ့လူတွေပဲမိတ်ဆွေရင်းချလို့သဘောထားပြီးတော့စားကြပါကဲစားကြဟေးဦးစောတာတို့ကဝိုင်းဖွဲ့ပြီးတော့စားတာကြောင့်ပြေတို့ပါလက်ဖက်တုပ်ကိုဝင်စားကြတော့တယ်ဘကိုးရုံးမဘက်မှာတော့သခင်တန်းထွန်းရဲ့တက်တွေစုံသွားပြီးတော့ကြားတယ်ဟုတ်တယ်အေယာဝတီတိုင်းထဲမှာသာကြံနေကြတာမင်းကလေးငယ်ရဲ့စကားကိုဦးစောတာတို့ပြန်ဖြေပြီးစကားလက်ဆောင်စတင်ပြီးတော့ကြားနေပါတော့တယ်သူမရဲ့စကားပြောတန်လေးကပို့ပြီးတော့နားထောင်ရင်ကောင်းနေသလိုပြည်တွင်းစစ်ကြောင့်တိုင်းပြည်မှာအများကြီးနစ်နာပါတယ်စစ်ပွဲတွေကြောင့်အပြည့်မဲ့ပြည်သူပြည်သားတွေရဲ့ဘဝမှာဆုံးရှုံးခဲ့ရတယ်ရန်ကုန်လိုမြို့ကြီးတွေကဒီလိုပြည်တွင်းစစ်ဘေးကိုမကြုံရပေမဲ့စားတောက်မှုတွေအတွက်အခက်အခဲတွေရှိတယ်ခရီးသွားလာရေးခက်ခဲမှာတော့ပို့ကုန်ပစ္စည်းတွေဘယ်လိုလုပ်ပြီးတော့အဆင်ပြေနိုင်တော့ပါလဲအစိုးရဘက်ကအင်အားသုံးပြီးတော့ထိုးစစ်တွေလုပ်ဖို့ကောင်းတယ်ဒါမှအလန်နီတက်တွေဘေးကနေအေးချမ်းသွားမှာသူမရဲ့စကားကိုတေချာစွာနားထောင်ပြီးတော့စစ်စင်ရေးတစ်ခုပြုလုပ်ပြီးဆိုရင်ရိုးမာတော်ထဲမှာဆိုတိတ်ပြီးတော့ပြဿနာမဟုတ်ဘူးအခုကအရာဝတီတိုင်းကြေးရွာတွေမှာကြတော့တိုက်ပွဲဖြစ်တာနဲ့အများဆုံးရှုံးမှာအထူးသဖြင့်အပြစ်မဲ့ရွာသားတွေကိုတစားခံလုပ်ပြီးတော့ခုခံကြမှာဒါကိုအစိုးရဘက်ကတွက်ချက်ပြီးတော့စစ်စင်ရေးကိုအားမမြင့်တာဖြစ်နိုင်တယ်ဒါပေမဲ့တိတ်ပြီးတော့ကြက်ကြက်ခိုင်လို့တော့မရနိုင်တော့ပါဘူးအလန်ဒီတက်တွေကြာဆုံးရင်ကြာဆုံးမကြာဆုံးရင်လည်းဆုတ်ခွာရတော့မှာပါငါတို့မှာဘာကြောင့်ပြောနေတာလဲကွန်မြူနတီဝါဒကြီးကိုပြည်သူလူထုကထောက်ခံမှုမရှိတာဟာအဓိကကြာဆုံးအချက်ပဲနောက်တစ်ချက်ကတော့ကွန်မြူနတီတပ်ဖွဲ့ဆိုပြီးတော့တချို့သောခေါင်းဆောင်တွေကကြေးရွာတွေမှာရက်စက်မှုတွေကိုလုပ်ပြနေတာဟာကြာဆုံးစေဖို့အထောက်အကူပေးနေတာပဲ
ငါတို့မှပြောတာဟုတ်တယ်တရုတ်ပြည်မှာတော့ကွန်မြူနတီဝါဒလမ်းစဉ်ဟာအောင်မြင်နေတာကိုသူမသိမှာပါသိပါဦးလေမြန်မာပြည်မှာရောတကယ်ပဲကွန်မြူနတီဝါဒကိုထူထောင်မယ်ဆိုရင်မအောင်မြင်နိုင်ဘူးလားဦးစောတာတို့နဲ့သူမတို့ကြားမှာပြည်တို့ကနားထောင်သူတက်တက်ပင်ဖြစ်တယ်သမီးရဲ့အမြင်ပြောတာနော်မအောင်မြင်နိုင်ပါဘူးလေဘာကြောင့်လဲကွမြန်မာယဉ်ကျေးမှုဘာသာရေးနဲ့လုံးဝမကိုက်ညီတဲ့ဝါဒတစ်ခုဖြစ်နေလို့ပါမြန်မာလူမျိုးတွေဟာဘာသာရေးပိတ်မှာတိတ်ပြီးတော့ယုံကြည်ကိုးကွယ်မှုပြင်းထန်ကြတယ်ကွန်မြူနတီဝါဒကြတော့ဘာသာရေးပေါ်မှာတိတ်ပြီးတော့အားမပါဘူးအခုဆိုရင်ကွန်မြူနတီတပ်ဖွဲ့တွေရဲ့ရက်စက်မှုတွေကသတင်းစာရေဒီယိုတွေကကြားရတာပို့ပြီးတော့ဆိုးတာပေါ့အလန်နီတို့တတ်မှတ်လိုက်ကြတဲ့ကဖရာတရားတန်ကမိဘဆရာသမားဆိုတာမရှိတဲ့လူတို့တောင်ထင်နေမိကြတာသူမှပြောတာတိတ်ပြီးမရှိဘူးဩကွန်မြူနတီပါတီဝင်တအူးဟာမိဘဆရာသမားဆိုတာကိုပါတီနဲ့ပတ်သက်ရင်တက်ဖြတ်ဖို့ဝင်မလေးတဲ့သတင်းတွေကိုကြားနေရတယ်ဒါဟာမြန်မာလူမျိုးတွေနဲ့လုံးဝဆန့်ကျင်နေတဲ့အချက်ပါဦးလေငါတူမှပြောတာတိတ်ကိုမှန်တယ်ဒါကြောင့်လဲအလန်နီအဖွဲ့တွေကြာဆုံးခြင်းနေတန်းစနေကန်နယ်ဘီမှာတနက်တန်ပေးလိုက်ခြင်းဖြစ်တယ်ခီးတဲ့အားလုံးအကာအကွယ်လှုပ်ထားတဲ့တဲအိတ်တွေနောက်ကိုပြေးပြီးတော့ဝင်နေကြတယ်ရဲရရှိလေးကခီးတဲ့တွေကိုတတိပေးလိုက်ပြီးမတော်ပေါ်မှာအသိနေထားပြင်ထားပါတယ်မတော်ကလည်းရံပေးပဲဆက်ပြီးတော့မောင်းနေတယ်ရေလက်ဘက်ကနေမောင်းလို့ရမလားရပါတယ်ဗျာရေကြောတင်တယ်ရဲရရှိကတနက်ကြီးနဲ့လှမ်းနိုင်သမျှလှမ်းရအောင်မောင်းခိုင်းနေတယ်ကန်းစီမှာတနက်တန်ပေးရင်ဆက်လီလေးနဲ့တင်မောစီတို့လာနေစဉ်လူနှစ်ယောက်ကတင်မောစလင်ကန်းတို့လာနေတာကိုပြေနဲ့ဥစောတာတို့တွေးလိုက်ရတယ်မောင်ပြေဒီကောင်လေးလူဖြစ်မယ်ကွတိချာဦးလေပြေဖီနီနဲ့စောတာတို့မှာလာနေတဲ့လူထမ်းတို့မသိကျင်အောင်ဆောင်ပြီးတော့ထားသွားတယ်ဟဲ့ကောင်လေးရက်ဆန်းအရှိမလူကဖွက်ပြီးတော့ယူလာတဲ့တနက်ကိုထုတ်မယ်လို့ပြေကဝင်ပြီးတော့လုံးထွေးရတဲ့ကြောင့်ဖိနစ်ကပါဘေးရတကောင်ကိုဝင်ပြီးတော့လုံးထွေးတော့တယ်ပြေကခက်မမြန်ပဲတနက်သမားကိုထိုးချလိုက်ပြီးတော့လက်ထက်ကတနက်ကိုယူထားလိုက်တယ်ဖိနစ်လည်းထုံဒီတိုင်းပင်တနက်သမားကိုထိုးချလိုက်ကတနက်ကိုရိုက်ပါတယ်မတော်နာတို့ကလာတဲ့ဆက်လီတွေကိုရဲဘော်တွေကအနိကပစ်ခတ်သလိုပြေတို့ကလည်းမတော်နောက်ဖက်စီမှာလာနေတဲ့သူတွေကိုပစ်ခတ်တယ်မောင်ပြေတတိထောင်းနော်ဟုတ်ကဲ့ကဲကွာမတော်ဘေးဘက်တို့ကလာတဲ့ဆက်လီမှာသူတို့အချိန်မီပစ်ချလိုက်တယ်ကမ်းပေါ်စီမှာဘုံပြစ်တနက်တွေနဲ့ဘုံများဖြင့်လှမ်းပြီးတော့ပစ်ခတ်တော်လဲကန့်ကောင်းတယ်ကိုဆိုရမယ်ပစ်ခတ်မှုမကျွမ်းကျင်မှုကြောင့်မတော်ကိုထိမှန်ခြင်းမရှိမတော်ပေါ်မှာပါလာတဲ့ရဲဘော်လေးများနဲ့မောင်ပြေတို့၃ယောက်ရဲ့စွတ်စွတ်ဆာဆာခုခံမှုကြောင့်ပဲတပုံတက်ဖွဲ့တွေရှေ့ဆက်ပြီးတော့မလိုက်နိုင်တော့ဘဲနဲ့ပြန်ပြီးတော့ဆုတ်ခွာသွားတယ်မောင်ပြေမင်းလက်မှာဟုတ်တယ်ဦးလေးရှက်ပြီးတော့ထိသွားတွေးထွက်များမယ်ကွာပတိစီးထားလိုက်အခြေအနေတွေအေးချမ်းသွားပြီဖြစ်တာကြောင့်ခရီးသည်အားလုံးကိုယ့်နေရာကိုပြန်ပြီးတော့ထိုင်ကြတော့တယ်ကျေးဇူးပဲဗျာခင်ဗျားတို့၃ယောက်ဝင်ပြီးတော့မကူရင်မလွယ်ဘူးဗျကုညီတယ်ဆိုတာပြည်သူတယောက်အနေနဲ့တာဝန်သိတယ်လို့ပါခင်ဗျားတင်ရများလားမများပါဘူးဆရာကိုနှစ်ယောက်ကိုဘယ်လိုလုပ်မလဲမျိုးစိတ်ကန်းကိုရောက်မှာပဲဂတဲဝင်ပြီးပို့ရမှာပေါ့ဩဒါနဲ့ခင်ဗျားတို့နာမည်လေးတွေတီးသွားချင်တယ်ကျွန်တော်ကပြီပါဒီဘက်ကအိုးလေးတာတို့သူကတော့ဖီနစ်လို့ခေါ်တယ်ကျွန်တော်ကတော့ဒူရဲအုပ်နေစော်လက်ပါပြေကိုလက်ဆွဲနှုတ်ဆက်ပြီးမိထားတဲ့တပုံနှစ်ယောက်စီထွက်သွားချိန်မှာရှင့်တန်အောင်စေးထရအောင်နော်ရပါတယ်လုံမနေနဲ့ရမ်းစိတ်ကပြင်းတယ်ဒါပါသူမအတင်းခေါ်တာကြောင့်လိုက်ခဲ့ရတယ်ဒေါ်လေးငရဲ့စေးအိပ်ပေးပါအေးဒီကရင်နွေးလေးသွားယူပေးပါလားဒဏ်ရာကိုစေးကြောပြီးတော့စေးထဲမှာအမြန်ဆုံးပြောက်မှာဟုတ်ကဲ့ယူပေးပါမယ်ဖီနစ်ကမတော်ပယ်ပိုင်းသို့ထွက်သွားပါတယ်မင်းကသူနာပြဆံမလားပြည့်ရဲ့အမေစကားကိုသူမပြောနိုင်ပြီးတော့ဘေးမှာအတော်ဖြစ်သူကသမီးလေးကဆရာဝန်တဦးကွယ်ဩရန်ကုန်စီရုံကြီးမှာတာဝန်ကျနေတာအခုသူ့အဖေနေမကောင်းလို့ရွာကိုခဏပြန်လာတာသူမကသူ့လက်ကဒဏ်ရာကို
ဆရာဝန်ပြီးသားစွာဆေးကြောပေးပြီးတော့ဆေးထက်ပတိစီကဆေးတစ်လုံးလောက်တော့ထိုးရမယ်နော်ဒေါက်တာကောင်းသူလို့ပါဒေါက်တာနဲ့မခေါ်ပါနဲ့ရှင်ဟိုဒေါက်တာနာမည်မှမသိတော့ဟုတ်တာပဲကဲမှတ်ထားပါကျမနာမည်ကရှင်ငန်နှောင်းပါဟမ်ထိုနာမည်ကိုမောင်ပြည်ငယ်လေးကလေးကကြားဘူးခဲ့တယ်ပြည်အသက်9နှစ်အရွယ်တုန်းကအိမ်သူနဲ့ဖျားကြီးပေါ်မှာကစားနေတော့ခေါင်းဝင်အဖြူလေးနဲ့ဘုံမာလေးတူရောက်လာပြီးတော့ဟဲ့နင်တို့ကဘာကစားနေရလဲငါတို့ကဩစာတီတောက်နေရလေငါလည်းပါမယ်ဟာနင်ကဘာတူလဲရွာမှာတခါမှမတွေ့ဘူးနော်ဟုတ်တယ်ငါရန်ကုန်မှာနေတာငါဖေကရွာတကြီးဥရမောင်ငါနာမည်ကရှင်ငန်နှောင်းတဲ့ဒါဆိုရင်နင်တို့နဲ့မကစားပါနဲ့ဟာဘာဖြစ်လို့လဲဟာနင်တို့ကဈေးကန်လိုက်တာဈေးကန်တာမဟုတ်ပါဘူးဟာနင့်ဖေကငါတို့နဲ့ကစားတော့သိရင်နင့်ကိုရိုက်မှာဟာဟုတ်တယ်ဟဲ့တို့ကမကစားချင်လို့မဟုတ်ပါဘူးနင့်ဖေကိုကြောက်လို့ပါဘာမှကြောက်စရာမလိုဘူးငါဖေကငါဒါဆိုရင်ဒါပဲနင်တို့ကိုလည်းလုံးဝမဆူစေရဘူးစိတ်ချအေးလေနင်ကကစားချင်တယ်ဆိုရင်ကစားပေါ့နင်တို့နာမည်တွေကဘယ်လိုခေါ်လဲငါကတော့အိမ်သူသူကပြေးတဲ့မှတ်ထားမယ်နော်ပြေးရဲ့အတွေးပုံရိပ်ထဲမှာမြင်အောင်လာတဲ့ပုံရိပ်နဲ့အတူရှင်ငယ်နှောင်းရဲ့မျက်နှာလေးကိုမြင်အောင်လာပါတယ်နင့်နာမည်ကပြေးနော်ဟုတ်ပါရဲ့ဒေါက်တာနင်ငါ့ကိုမှတ်မိလားပြေးဟင်းပြေးကတကယ်မသိချင်အောင်ဆောင်းလိုက်ခြင်းဖြစ်တယ်ဦးအမောင်နဲ့ပတ်သက်မှုတွေကိုရှောင်လွှဲလိုက်ခြင်းဖြစ်တယ်နင်ကကျွန်းချောင်းသားမဟုတ်ဘူးလားမဟုတ်ဘူးငါကကောက်ဝါသားပါဒါဆိုရင်ငါသိခင်တဲ့တငယ်ချင်းတယောက်ရဲ့နာမည်နဲ့အယောင်တူနေတယ်သူနဲ့ငါက10နှစ်သမီးလောက်ကတည်းကမတွေးကြတာအခုဆိုရင်နှစ်တွေကမနှဲတော့ဘူးသူတို့တောင်ရှိသေးရလားမသိဘူးရှင်ငန်းတော်စကားတန်လေးကပြည်တို့ရဲ့ပေါ်မှာတန်ရောစင်တွေ့ရနေတဲ့အတန်လေးပင်ဖြစ်တယ်ဦးစောတာတို့နဲ့ဖီနစ်တို့ပြည်လင်ရလက်တာကိုသဘောပေါက်ပြီးမြဲဘာမှဝင်ပြောပေးနေလိုက်ကြတယ်ဒါနဲ့မင်းဖခင်ကဘာတူလဲဦးအမောင်ပါဩရွာတကြီးပဲသူ့နာမည်ကတော့မသိတဲ့သူမရှိသလောက်ပဲဩစာသိပြီးတော့ကြည့်ခုချိန်ခုကာလမှာဩစာအာနာကြီးတယ်ဆိုတာကအလန်နေရဲ့ကြောထောင်နောက်ခံမကိန်းတဲ့သူတွေပဲရှိတော့တယ်ဖေဖေကဒီထက်မှပါနေသလိုပဲဟင်းမဖြစ်ပါဘူးရန်ကုန်တခါတည်းခေါ်သွားရမယ်ပြေကရှင်ငံနောက်ထံမှာဦးအမောင်ကိုခေါ်သွားမယ်ဆိုတဲ့စကားကိုလက်မခံနိုင်ပြီပြေအတွက်ဦးအမောင်ကမဖြစ်မနေပြန်ပြီးတော့လက်စားချေရမယ်လူတစ်ယောက်ပင်ဖြစ်တယ်ရှင်ငံနောင်အတွက်စိတ်ထက်မကောင်းခဲ့ပေမဲ့မတက်တာတော့ပြီဘဝရဲ့တမိုင်းကျွေးကိုဆက်ရမှာသူ့တာဝန်ပဲဖြစ်တယ်ဟမ်ရှင်ငံနောင်ကပြန်လာပြီပေါ့ဟုတ်တယ်အိမ်သူ့အဖေနေမကောင်းလို့ခဏပြန်လာတာတဲ့သူကဆရာအောင်မကြီးဖြစ်နေပြီဖြစ်မှာပေါ့ဟဲ့ရှင်ငယ်ကငယ်လေးကညံထက်တယ်ပြီးတော့လူချင်းစာနာစိတ်သိရှိတာသူ့အဖေနဲ့တော့တခြားစီပဲဒါနဲ့နင့်ကိုတီးသွားလားမတီးသွားဘူးဆိုပေမဲ့နာမည်တော့သူတီးသွားတယ်ငါဆက်ပြီးတော့လိန်လိုက်ရတာပေါ့ဘာလို့လိန်ပြောရလဲပြီရဲ့ရှင်ငယ်ကဒုံးနှစ်ယောက်ပေါ်မှာအရန်ကောင်းတဲ့တငယ်ချင်းလေဟုတ်ပါတယ်ဟာဒါပေမဲ့ငါအတွက်သူ့အဖေကကဘာမကြည့်နိုင်တဲ့လူတစ်ယောက်ဖြစ်နေတဲ့သူဆိုတော့ရှင်ငယ်နဲ့ဝင်းနေသူလိုပဲနေချင်တော့တယ်အိမ်သူရဲ့နေမှတ်မိလားပြေဘာလို့လဲအိမ်သူရှင်ငယ်နဲ့ငါတို့နောက်ဆုံးတွေ့ခဲ့ရတဲ့နှစ်လေသူပြောခဲ့တဲ့စကားလေးကိုအခုဒီငါနားထဲမှာကြားနေတော့မယ်ဟာထိုစကားလေးကိုမောင်ပြေလဲအခုချိန်ထိမှတ်မိနေဆက်ပါရှင်ငယ်တယောက်ရွာကိုတစ်နေ့တစ်ခေါက်ပြန်လာပြီးပြန်ရမယ့်နေကလေးတစ်နေ့ပြီဖြစ်တယ်ပြေနဲ့အိမ်သူဘာလဲရှင်ငယ်ဟမ်နင်ငိုနေရဲ့အေးငါမနေ့ဖက်ပြန်ရတော့မယ်ဟဲရှင်ငယ်ရဲ့အရင်နှစ်တွေကလည်းအခုလိုပြန်သွားပြီးတော့ကြောင်းပြီးတော့ပြန်လာပဲမဟုတ်ဘူးလားဒီတစ်ခါငါပြန်လာတာနောက်တစ်ခါပြန်လာရတော့မှာမဟုတ်ဘူးဟမ်ဟဲဘာဖြစ်လို့လဲဖေဖေကပြောတယ်သူ့သမီးကိုပညာတတ်ကြီးဖြစ်မှာပဲရွာကိုပြန်လာရမယ်တဲ့နှစ်တိုင်းသာလာနေရင်သူ့သမီးကတောစရိုက်တွေဝင်မဲ့တဲ့ငါဘယ်လိုလုပ်ရမလဲရှင်ငယ်ရဲ့ဘာလုပ်လို့ရမှာလဲဟာ
နီးမိဘကစီစဉ်တာပဲကံမကုန်ရင်တော့ပြန်ပြီးတော့ဆုံးမှာပေါ့ပြင်းတဲ့အိမ်သူပြောလေရှင်ငယ်ငါနေတို့နှစ်ယောက်လုံးကိုဂတိတစ်ခုတောင်းချင်တယ်တောင်းလေငါ့ကိုဟောဒီမင်းတလွန်ဖျားကြီးကနေစောင့်နေဖို့ဂတိပေးပါလားပေးပါလေရှင်ငယ်ရေထိုဂတိကိုပြည်ရောအိမ်သူပါမတည်နိုင်ခဲ့တော့ပြီဘာကြောင့်မတည်ရလဲဆိုတော့ရှင်ငယ်တော်သိနိုင်ပြီးတော့ခွင့်လွှတ်နိုင်ပါစေနင်စိတ်မကောင်းဖြစ်နေလားအိမ်သူဟုတ်တယ်ပြေဦးအမောင်ပေါ်မှာမော်ဒီနာကြီးစိတ်နဲ့ရှင်ငယ်ကိုတတိမထားမိခဲ့ဘူးအခုရှင်ငယ်ဟာဦးအမောင်သမီးဆိုတဲ့အတီလေးဝင်လာတော့ရှင်ထဲမှာမွန်းကျက်သွားတယ်ငါလည်းပဲစိတ်မကောင်းဖြစ်ရပါတယ်ဟာဒါပေမဲ့လည်းဘလို့မှမတက်နိုင်တော့ဘူးလေဦးအမောင်ရဲ့ရက်ဆက်ရုံမှမှုတွေကဘလို့မှခွင့်လွှတ်လို့မရနိုင်တော့ဘူးကိုပြေဘာလဲဖီလီရွာနောက်ဘက်ချောင်းရိုးမှာဆက်လီတစ်စီးနဲ့လူ9ယောက်လက်ထက်တွေနဲ့ရောက်နေတယ်ဗျဟေးသူတို့ဘာကိစ္စရလဲဆိုတာသိလားမသိရသေးဘူးဖီနစ်ကတော့တွားပြီးစုံစမ်းတယ်အေးဖီလီငါလူစုပြီးတော့အချင်းတွေကိုစောင့်ကြည့်မယ်တိတ်ပြီးမဟုတ်ရင်တော့တမျိုးရှင်းရတာပေါ့ကွာတွားကြရအောင်အင်သူဘယ်တော့မလဲအမေခိုင်းထားတဲ့လူနာစီကိုတွားပြီးတော့ဆေးပေးရအောင်မယ်အေးတွားလေဖီလီနဲ့အတူရွာနောက်ဘက်စီတို့ထွက်လာတော့အလန်ကြီးတွေကရွာထဲသို့ရောက်နေပြီဖီနစ်ငါတို့ဒီမှာဖီနစ်အနားသို့ရောက်လာပြီးတော့သူတို့ကဘာလာရှာလဲကွာဒီကောင်တွေကလမ်းကြုံနေတာပါပုံစံတွေကမဟုတ်တာလုံးမဲ့ပုံစံပဲကိုပြီးရွာထဲကမိန်းကလေးတွေကိုအတင်းအဓမ္မဆွဲခေါ်ဖို့ပြောနေကြတယ်ဟာဒါဆိုရင်တော့မဖြစ်ဘူးကွာရွာထဲမှာအစားအနာဖျောက်ရမယ်လက်နဲ့ငါတို့လူတွေစုပြီးတော့နောက်ကနေလိုက်သွားရမယ်ဟုတ်ကဲ့ကိုပြေတို့ကဖွက်ထားတဲ့လက်နက်တွေကိုယူပြီးအလန်နီတွေနောက်ကိုလိုက်ခဲ့ကြတော့တယ်ထိုအချိန်မှာဆေးပို့ပေးပြီးတော့ပြန်လာတဲ့အိမ်သူနဲ့အလန်နီတက်ဖွဲ့တွေလမ်းမှာသွားပြီးတော့စုံတယ်